ကောင်မလေးတယောက်ဟာသူမရဲ့ချစ်သူနဲ့အတူစူပါမားကတ်မှာရောက်နေခဲ့ပါတယ်။အန်နာဟာကိုဝင်သားပစ္စည်းတွေထားတဲ့စင်ကိုမတော်တဆသတိထားမိသွားခဲ့ပါတယ်။အန်နာကဘာဝယ်ရမလဲစဉ်းစားမရဖြစ်နေတော့မှပဲမိုက်ကစဉ်းစားမရရင်တမျိုးစီသာဝယ်လိုက်ဖို့ပြောခဲ့ပါတယ်။အန်နာဟာချက်ချင်းပဲရှက်ကိုရှက်ကန်ဖြစ်သွားခဲ့ပေမဲ့မိုက်ကပစ္စည်းတွေယူပြီးသွားတဲ့အခါမှာမိုက်ပြောနေတာဟာစက်ပြနဲ့ခေါင်းလျှော်ရည်ကိုပြောတာဖြစ်ကြောင်းအန်နာသဘောပေါက်သွားခဲ့ပါတယ်နောက်ပိုင်းညဘက်မှာတော့မိုက်ဟာသူတို့ရဲ့အဖွဲ့လိုက်တင်ဖွဲ့မှုခရီးစဉ်အတွက်ဟိုတယ်ခန်းတွေကိုကြည့်ရှုစစ်ဆေးနေခဲ့ပါတယ်။သူဟာအန်နာနဲ့အတူမမေ့နိုင်စရာညတညကိုကုံလုံးဖို့စီစဉ်နေတာပါ။အိမ်မှာတော့အန်နာဟာအဝတ်စားတွေထုတ်ပိုးနေခဲ့ပါတယ်။သူမဝယ်လာခါစားပွဲတက်အတွင်းဝတ်စုံဝင်မျိုးလေးကိုသူမမြင်တွေ့ခဲ့ပါတယ်။မိုက်ဘလို့တုတ်ပြန်မလဲဆိုတာကိုသူမစိတ်ကူးရင်ကြည့်ခဲ့ပါတယ်။ထို့နောက်သူမရှက်ရွံ့သွားပြီးအဲ့ဒါကိုပြန်ထည့်လိုက်ပါတယ်။ဒါပေမဲ့သူမတငယ်ချင်းပြောခဲ့တာကိုပြန်တတိယသွားခဲ့ပါတယ်။သူမဟာအတွင်းဝကိုပြန်ထုတ်ပြီးမက်ရှိမှာကန်ကြည့်လိုက်ပါတယ်ဒီလိုနဲ့မိုက်ကသူမကိုလာရှာခဲ့ပါတယ်။အန်နာဟာသူမရဲ့နောက်ကျောမှာတခုခုဝတ်ထားတာကိုသူမြင်သွားခဲ့ပါတယ်။ဒါနဲ့သူမမကြည့်ထားတဲ့အချိန်မှာမိုက်ကအန်နာစီကအတွင်းဝတ်စုံကိုလူယူလိုက်ပါတယ်။အန်နာဟာအလုံးကိုအရှက်ရသွားခဲ့ပါတယ်။အဲ့ဒီနောက်မိုက်ကအဲ့ဒါကိုအခုချက်ချင်းဝတ်ပြဖို့သူမကိုတောင်းဆိုခဲ့ပါတယ်။အန်နာဟာရှက်တွေးဖြန်းပြီးသူ့ကိုတကားအပြင်ဘက်တွန်းထုတ်လိုက်ပါတယ်နောက်တစ်နေ့မှာတော့အဖွဲ့လိုက်တင်ဖွဲ့မှုအစီအစဉ်ရှိခဲ့ပါတယ်။လှုပ်ရှားမှုကတော့တောင်ထိပ်ကိုတောင်တက်ရတာဖြစ်ပါတယ်။တောင်ထိပ်ကိုပထမဆုံးရောက်တဲ့သူကကိုပိုင်ရီပူစမ်းပါတယ်ခန်းထားတဲ့ဟိုတယ်ခန်းကိုရမှာဖြစ်ပြီးနောက်ဆုံးရသူကစက်ဝတ်တဲကိုရမှာပါ။မိုက်ကအန်နာဟာသူ့ကိုအမှုအကြောင်းသတင်းအချက်လက်ပေးစရာရှိတယ်ဆိုပြီးလိညာစင်ကြေပေးခဲ့ပါတယ်။ဒီလိုနည်းနဲ့သူဟာအခြားလုပ်ဖော်ကိုင်ဘက်တွေကိုခွာထုတ်ခဲ့ပါတယ်။သူနဲ့အန်နာတို့ဟာနှစ်ယောက်တည်းတီးတန့်အချိန်လေးကိုပျော်ရွှင်စွာကုန်လွန်ခဲ့ကြပါတယ်။သူတို့ဟာပင်မလမ်းကြောင်းကနေခွဲပြီးလမ်းကြိုလမ်းကြားလေးတိုင်းတူတောင်းစွာတိုးတက်သွားခဲ့ကြပါတယ်အဲ့ဒီနောက်မိုးရွာလာခဲ့ပါတယ်သူတို့ဟာမိုးခိုဖို့စာတုပ်ဆောင်တေးသေးလေးတွေပြေးဝင်သွားခဲ့ကြပါတယ်သူတို့ဟာစိတ်ကိုလွတ်လပ်စွာထားပြီးနှစ်ယောက်တည်းရှိနေရတာကိုအပြည့်အဝသဘောကျခဲ့ကြပါတယ်အားနည်းချက်ကတော့သူတို့ဟာနောက်ဆုံးမှရောက်သွားခဲ့ကြတာပါဒါကြောင့်နောက်ဆုံးမှစက်ဝတ်တဲပဲရခဲ့ကြပါတယ်အဲ့ဒီညမှာလုတ်ဖို့ကိုင်ဖက်တွေဟာအပန်းဖြေစခန်းရဲ့ဈေးကိုသွားခဲ့ကြပါတယ်အန်နာကရေခဲမုတ်စားကျင်တာကိုမိုက်မြင်တဲ့အခါသူကလူတိုင်းအတွက်ဝယ်ပေးခဲ့ပါတယ်အန်နာဟာအံ့အားသင့်သွားခဲ့ပါတယ်မိုက်ရဲ့မျက်လုံးထဲကချစ်ချင်းမြတ်တာအပြည့်နဲ့ကြည့်စနစ်ကိုမြင်တော့အန်နာဟာကလေးလေးတယောက်လိုပျော်ရွှင်သွားခဲ့ပါတယ်အန်နာကတကြားလုံးကွမ်းကာတွန်ကန်ဒီစားကျင်တဲ့အခါမှာလဲမိုက်ကသူ့လက်ထောက်ကိုလူတိုင်းအတွက်သွားဝယ်ခိုင်းခဲ့ပါတယ်သူတို့နှစ်ယောက်ဟာတယောက်နဲ့တယောက်မျက်စိမိတ်အချက်ပြနေခဲ့ကြပါတယ်မိုက်ဟာလုတ်ဖို့ကိုင်ဖက်တွေစီကနေနောက်ဆုံးတော့ခွာပြေးနိုင်ခဲ့ပြီဆိုတာကိုတွေးလိုက်ရပါတယ်သူဟာအန်နာကိုတိတ်ဆိတ်တဲ့ထောက်တနေရာစီလှုပ်ဝက်ခေါ်ဆောင်သွားခဲ့ပါတယ်သူတို့ဟာနှစ်ယောက်တည်းတီးတန့်အချိန်လေးရတော့မလို့ဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဂျက်ကပေါ်လာပြီးသူတို့ကိုနှောက်ယှက်ခဲ့ပါတယ်မိုက်ကဒီခီးစဉ်ဟာပျော်စရာကောင်းမယ်လို့သူထင်ခဲ့ပေမဲ့အလုံးမာလုံးကထက်တောင်အန်နာနဲ့အတူအချိန်နည်းနည်းပဲကုန်လွန်ခွင့်ရတယ်လို့ညီးတွားခဲ့ပါတယ်သူတို့ဟာတယောက်ကိုတယောက်ဖတ်တော့မလို့ဖြစ်ခဲ့ပေမဲ့ဂျက်ကထက်မန်ခေါ်လိုက်ပြန်ပါတယ်မိုက်ရဲ့ဖုန်းလည်းမြည်လာခဲ့ပါတယ်အန်နာကသူ့ကိုတွားဖြည့်ရှင်းဖို့ပြောလိုက်ပါတယ်နောက်ပိုင်းမှာတော့ဘာသေးသေးလေးတစ်ခုမှအားလုံးဂိမ်းစော့နေကြပါတယ်အန်နာဟာအရက်နည်းနည်းပိုတောက်မိသွားခဲ့ပါတယ်သူမအိမ်သာသွားဖို့အပြင်ထွက်ခဲ့ပေမဲ့လမ်းပြောက်ပြီးဥယျာဉ်ထဲရောက်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမိုက်ကသူမစီဖုန်းဆက်ခဲ့ပါတယ်သူမမူပြီးလမ်းပြောက်နေတာကိုသိလိုက်ရတဲ့အခါသူစိတ်ပူသွားပြီးသူမကိုလိုက်ရှာခဲ့ပါတယ်မိုက်သူမကိုတွေးလိုက်တဲ့အခါအန်နာဟာသူ့ကိုပြေးဖက်လိုက်ပါတယ်လုတ်ဖို့ကင်ဖက်အတော်များများကထိုးနေရမှာတိုင်ပတ်တာလိုမင်းသက်စွာရက်ကြည့်နေခဲ့ကြပါတယ်မိုက်ဟာအန်နာကသူ့ကိုအခြားသူတယောက်နဲ့မှားနေတာဖြစ်ကြောင်းဟန်ဆောင်ဖို့သူ့လက်တွေကိုချက်ချင်းမြောက်ပြလိုက်ပါတယ်အဲ့ဒီနောက်အန်နာကသူ့ကိုနမ်းကျင်တယ်လို့ရုတ်တရက်ပြောလိုက်ပါတယ်အခြားသူတွေကဘာမှမမြင်လိုက်ရတယ်လို့မျိုးချက်ချင်းလှည့်ထွက်သွားကြပါတယ်မိုက်နဲ့အန်နာတို့ထွက်သွားပြီးတဲ့နောက်မှာတော့သူတို့ဟာနောက်ကျောင်းပြန်မကြည့်ရကြပါဘူးမိုက်ကအန်နာကိုဟိုတယ်စီပြန်ပို့ပေးပြီးတဲ့နောက်စက်ဝတ်တဲဆောက်ဖို့ပြင်ဆင်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာအန်နာဟာရိုင်းတိရိုင်တိုင်နဲ့ဝင်လာပြီးသူ့အပေါ်လုံးပြုတ်ကျသွားခဲ့ပါတယ်